မင်္ဂလာပါဆရာနေမျိုးလိုက်ပါဒီနေ့ဆရာရွေးချယ်ထားတဲ့ဆောင်းပါးအဟောင်းကလေးကအစွမ်းကြီးသူလို့အမည်ပေးထားပါတယ်ဒီဆောင်းပါးကလေးကို2022ခုနှစ်ကဘုံမောင်လေးနှစ်ပတ်လည်ပွဲအထိမ်းအမှတ်အဖြစ်ရေးခဲ့တာဖြစ်ပါတယ်အစွမ်းကြီးသူဘုံမောင်လေးရဲ့အစွမ်းအစအရေးအချင်းတွေကိုကြည့်မယ်ဆိုရင်ပြောလို့မကုန်စာတီကုန်းလို့မဆုံးနိုင်ပဲရှိပါလိမ့်မယ်ဒီထဲကမှသတိထားမိတဲ့အချက်တစ်ခုကိုအဖိုးရဲ့ချစ်ကြတဲ့သားသမီးမြေးမြစ်တွေအတွက်တင်ပြပေးလိုက်ပါတယ်။တိုင်းဆရာတယောက်အဖြစ်နိုင်ငံအနှံ့ပြားမရောက်တဲ့နေရာမရှိသလောက်နီးနီးခြေဆန့်ခဲ့ပါတယ်။ပင့်ခေါ်ခံရတဲ့ပညာပေးခဲ့ပါတယ်။အဲ့ဒီလိုရောက်တဲ့နေရာတိုင်းမှာလဲဝိုင်းဆင်ပြီးသင်ကြားခဲ့ခြင်းသာဖြစ်ပါတယ်။နှစ်ရှည်လာများအထိုင်ချပြီးသင်ကြားခြင်းမျိုးမဟုတ်ပါဘူး။ရက်ပိုင်းလာပိုင်းကာလတို့တိုင်းဝိုင်းအနေနဲ့သင်ကြားတာဖြစ်ပါတယ်။ထူးခြားချက်ကတော့ရောက်တဲ့နေရာတိုင်းမှာသင်ယူကြတဲ့ဝိုင်းတိုင်းနီးပါးကဆရာအဆင့်အထိသင်ယူနိုင်ကြပြီးတော့ပြန်လည်သင်ကြားပေးနိုင်တော့ဒါမှမဟုတ်ပြန်လည်သင်ကြားပေးလျက်ရှိတဲ့ဆရာတွေအများကြီးပေါ်ထွက်လာပါတယ်။တဝိုင်းမှာအ ਨੇ ဆုံးတိုင်းဆရာတယောက်လောက်တော့ဖြစ်လာခဲ့ကြတာကြည့်ပါပဲတယောက်ထက်ပိုပြီးတော့ဆရာဖြစ်တဲ့ဝိုင်းတွေလည်းရှိပါတယ်ဆရာဖြစ်လာကြတယ်ဆိုတဲ့နေရာမှာတဝိုင်းသင်ပြီးဖြစ်လာကြတယ်လို့ဆိုလိုတာမဟုတ်ပါဘူးသင်တဲ့ဝိုင်းတိုင်းကနေဆရာတွေအဖြစ်ထွက်ပေါ်လာတယ်လို့သာဆိုလိုခြင်းဖြစ်ပါတယ်တဝိုင်းကိုတဆင့်နှုံးနဲ့လိုအပ်တဲ့ဝိုင်းများကိုထပ်ဆင့်အဆင့်ဆင့်ပြီးအောင်သင်ယူပြီးတော့မှပေါ်ပေါက်လာကြခြင်းဖြစ်ပါတယ်ဥပမာအနေနဲ့ဆိုရင်အမရပူရာတိုင်းဝိုင်းမှာဦးဧခအနောက်ပြင်သင်တန်းမှာဆိုရင်လည်းဦးတောင်းတို့နန်းရှေ့ပိုင်းမှာဆိုရင်ဦးအေးနိုင်တို့ဦးမောင်မောင်တို့ဦးဝင်းထေးတို့မရယာဝိုင်းမှာဆိုလို့ရှိရင်ဦးသိန်းဝင်းတို့ရွှေဘိုဝိုင်းမှာဆိုရင်ဦးစော်ဝင်းတို့အစရှိတဲ့ဆရာကြီးတွေပေါ်ထွက်ခဲ့ကြတာကိုရည်ညွှန်းပြောဆိုခြင်းဖြစ်ပါတယ်ဒီဆရာတွေကြီးပဲရှိတယ်လို့ပြောဆိုတာလည်းမဟုတ်ပါဘူးဒါဆရာအနေနဲ့လက်လန်းမိသလောက်နာမည်သိသလောက်ကိုသာဥပမာပြုပြီးပြောဆိုခြင်းဖြစ်ပါတယ်အခြားနေရာတွေမှာဆိုရင်လည်းဆရာတွေများစွာရှိပါတယ်ဒီလိုဆရာတွေအများကြီးပေါ်ထွက်လာတဲ့အပြင်ဆရာမတူပဲမူကွဲတဲ့ပြဿနာအ ਨੇ ဆုံးဖြစ်အောင်တိကျတဲ့စံနှုန်းတွေနဲ့တိုက်ဆိုင်ကိုးကားနိုင်စေဖို့ဆိုပြီးဗီဒီယိုမှတ်တမ်းတွေဓာတ်ပုံမှတ်တမ်းတွေကိုလည်းအဖိုးကိုယ်တိုင်ကစားပြီးတော့ရိုက်ထားတဲ့ဓာတ်ပုံဗီဒီယိုတွေမှတ်တမ်းအဖြစ်ကျန်ပါသေးတယ်သူနာမည်ကြီးသလိုအစွမ်းအစမြင်မားသလိုသူ့လိုပဲအစွမ်းအစရှိပြီးနာမည်ကြီးတဲ့သားသမီးတွေအများကြီးလဲငွေထုတ်နိုင်ခဲ့တဲ့အာကတိုင်းပညာရှင်ကြီးတဦးဖြစ်တယ်လို့မှတ်တမ်းရေးထိုးနိုင်တဲ့တိုင်းပညာရှင်တဦးကိုဖော်ပြပါလို့ဆိုလာမယ်ဆိုရင်အဖိုးဆရာကြီးဦးမောင်လေးကိုသာလက်ညှိုးထိုးရမှာဖြစ်ပါတယ်ဒါကြောင့်သူကိုယ်တိုင်လည်းတော်တယ်သူ့လိုတော်တဲ့တပည့်သားသမီးမြင့်မြင့်တွေလည်းအများကြီးမွေးထုတ်ပေးနိုင်ခဲ့တဲ့ဆရာကြီးတူဖြစ်တဲ့ဆရာအဖိုးဦးမောင်လေးဟာတိုင်းပြောင်းမြန်ပညာအတွက်အဖိုးအ내ကထိုက်တန်တဲ့ယတနာကြီးတစ်ပါးဖြစ်ပါတယ်လို့ပြောကြရင်းနဲ့ဒီဆောင်းပါးလေးကိုညီကုန်းချုပ်ပါတယ်ဆရာရဲ့ဆောင်းပါးလေးတွေကို like share subscribe ပြုလုပ်ပေးကြပါအောင်အားလုံးရွှင်လန်းချမ်းမြေ့ပါစေ